ဒီမှာကိုလုံးမကိုစားရတယ်ပြောကျမတို့ကဘယ်ဆိုရစီကအလကားလက်ဖြန့်တောင်းနေလို့လဲဟမ်ကျမလည်းလေအထက်ချုပ်ဆက်ရုံမှာအလုပ်လုပ်ခဲ့လာစားလေးတိုးတောင်းမိပါတယ်အလုပ်ရှင်နဲ့ပြဿနာတွေတက်တပိတ်တွေမှောက်အစကတော့လေဟိုဌာနကပဲလာဖြည့်ရှင်းပေးတော့မလို့ဒီဌာနကပဲလာရှင်းပြီးလောက်ခတွေတိုးတော့မလို့နဲ့နောက်ဆုံးကျတော့ဆန္ဒပြတဲ့သူတွေပဲထောင်ထဲရောက်တဲ့သူကရောက်အလုပ်ထွက်ရတယ်သူထွက်ရတယ်ကျမလည်းလေအိမ်မော်လုပ်ဖို့စုပ်ပြတ်ချက်ချလိုက်ရတော့တာပဲဟောဒါတော့ဗျာကိုသမင်းကိုစားကိုပဲကိုလုတ်ကန်တော့ကိုရှားမှာပေါ့လင်းတို့လင်းကလုတ်ကန်ကျွေးမယ်ဆိုတော့လေအရင်ဆုံးလုတ်ကန်ပြီးမှကျွေးမှာဘယ်သူမှအလက်ကားတော့မကျွေးဘူးရှစ်စကားပြမမရိုင်းနဲ့နော်ကျမတို့ကလေအာရဆန္ဒပြခွေးမောင်နေရမဟုတ်ဘူးကိုလုံးရတဲ့အလုပ်နဲ့ကိုရတဲ့လစားနဲ့မှတ်ညတာလုံးလို့ဆန္ဒပြပြီးចောင်းခံနေရတာနားလေဒီမှာနေပါအေးဟက်ကလေးဒီမှာအန်တီပြောပြအောင်မယ်အန်တီကလေအိမ်တောင်ကြပြီးကြတဲ့ကို့ဘာသာကိုလောက်ကင်စားတော့ရတာယောက်ျားလှုပ်စားရဖို့နေသားသားသူ့ကိုကြည့်လိုက်ရင်စွမ်းအားရှင်ရောင်ဘာရောင်နဲ့အန်တီကတောင်အရက်ဖိုးတွေပေးနေရတာဟေးအဲ့ဒါလေစစ်အစိုးရလက်ထက်ကလေးကပေးခဲ့ရတဲ့အရက်ဖိုးဟေးအခုမင်းတို့ရဲ့အရက်သားဆိုးရအထိအန်တီအရက်ဖိုးပေးနေရတော့အဲ့တော့ तू သိရင်လဲသိမသိရင်ကိုသိမှပဲဝတ်ကြမှာဟေးကလေး အနည်းရလေဗျာကိုယောက်ျားကိုအရက်ဖိုးပေးတာလာကြွားနေသေးတယ်ကိုဘက်ကလည်းတကူကူတော့ပြန်ပေးပါပါတော့ရာ အေးပေးတယ်ဟေးပေးတယ် तू ပေးလို့ငါရတာလေကလေး၃ယောက်နဲ့အကျွေးတွေဒုက္ခတွေဒီအဲ့ဒါကြောင့်ပြောချင်တာလေယောက်ျားတွေလောက်ကင်ကျွေးရဆိုတာဘာမှမသိဘူးငါတော့ကဲကားကလည်းသွားလို့မရတဲ့အချိန်ဒီစကားဝိုင်းနဲ့ကျုပ်ဝင်မပါဘူးလို့တော့နေတာပဲဗျအခုစကားသွားလာရမပါလို့မဖြစ်တော့ဒီမှာညီလေးအောင်မင်းပြောတယ်ကိုလုံးမကိုစားရမယ်ဆိုတဲ့စကားကိုတော့ငါတိတ်အစာမကြေခြင်းဘူးကွာလူရဲလို့ဖြစ်လာရင်တော့ကိုစားဖို့နေရေးအတွက်အလုပ်လုပ်ရမှာပဲဒါပေမဲ့လှုပ်တဲ့လောက်အဆင်ပြေချောမွေ့ဖို့ကအရေးကြီးတယ်ဥပဒေဘောင်တွင်းမှာငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နေဖို့ကအရေးကြီးတယ်ဒါမှဒီမင်းညမအရွယ်လေးကိုကြည့်သူလည်းအလုပ်လုပ်တာပဲလေအစင်မမပြေတာအဲ့တော့မိန်းကလေးတန်မဲ့ဒီအရွယ်လေးနဲ့နိုင်ငံသားသွားပြီးကြုံခံရမယ်ဆိုတဲ့ဘဝမျိုးရောက်တာအဲ့တော့တို့ပြည်သူတွေအဲ့ဒီလိုမဖြစ်အောင်ပြည်သူတွေပေါ်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတဲ့အစိုးရခေါင်းတရက်ဒီတိုင်းပြည်မှာလိုတယ်ကွာမှတ်ထားအငဲ့ကြည့်ရတာအာပေါင်အာရအရန်တန်နိုင်ငံရေးသမားတဲ့ပါအဲ့လေဒီရလားငါဘေကဆိုတာအရေးမကြီးဘူးအရေးကြီးတာကဟောဒီတိုင်းပြည်ဟာပြည်သူတွေပေါ်တကယ်တာဝန်ယူနိုင်တဲ့အစိုးရခေါင်းတရက်ကိုရွေးချယ်တင်မြှောက်နိုင်တဲ့ပြည်သူတယောက်ကွာပြည်သူတယောက်အဲ့ဒီကပြည်သူပြောနေတာအဲ့ပြည်သူတွေကဘာလို့ပေးနိုင်မှာမဟုတ်လို့လဲဘာလို့လုပ်လို့မရမှာလဲဒီကားပေါ်မှာရှိတဲ့လူတွေအကုန်လုံးဒီတိုင်းပြည်မှာရှိတဲ့လူတွေအကုန်လုံးဟာနိုင်ငံသားတယောက်ရဲ့ရပိုင်ခွင့်အခွင့်အရေးရစန္ဒမဲပေးပိုင်ခွင့်ရှိတဲ့လူတွေကြီးပဲအေးအဲ့ဒီစန္ဒမဲတွေနဲ့စောစောလို့ပြောတဲ့အစိုးရမျိုးရွေးကောက်တင်မြှောက်ရမှာကွာအဲ့တော့အဲ့လိုဆိုရမျိုးရွေးကောက်တင်မြှောက်နိုင်တဲ့ပြည်သူတွေကဒါစွမ်းအားရှင်အစ်စ်အေးစွမ်းအားရှင်ဆိုလို့မင်းတို့သိရလက်ပတ်နေနဲ့တော့သွားရောမနေနဲ့ဟုတ်ပြည်သူလူထုကစွမ်းအားရှင်ဟုတ်လား